င်းပဲတွေ့နေမင်းအကောင်ကြီးတယ်ကအကောင်သေးတယ်ဟာလားဟေးဟာဒီကောင်မေးပါကောင်လည်းကားပါကောင်လည်းဘယ်သူကောင်ပြောဟမ်ပြောဟိုကျွန်တော်တခိုးပါကိုကြီးဟာ ကိုလေကဲဝေးခံနေဟုတ်ပါကျွန်တော်ဘာပြောတဲ့ကတော့ရောပါလားမင်းပြောတဲ့ကတော့ရောပါလားမင်းတခိုးအစ်စ်လားမစိတ်လားပြောတခိုးအစ်စ်ပါကိုကြီးဟမ်တို့တို့ပြောပါတခိုးအစ်စ်တကယ်တခိုးပါကိုတက်ကလည်းနားတော့ပေါ့ဘာတွေထောက်ထားတော့တခိုးတဲ့မဖြစ်ဘာလုပ်လဲဟမ်ခင်ဗျားလှုပ်ရှင်တော့ကျွန်တော်သိတယ်ဟမ်ဒါပဲလမ်းမိုင်းမှာတော့စင်မပြူဗျာအိမ်မခေါ်ခဲ့လိုက်ကျွန်တော်အိမ်မလိုက်ခဲ့ရမယ်ဟုတ်တယ်ဒါကျွန်တော်တခိုးနော်ဟုတ်ပါဘူးတခိုးအစ်စ်နော်ကိုကြီးကိုဆွေးလွှဲခြင်းလို့လိုက်ခဲ့သမ်းမှာအိမ်မလိုက်ခဲ့ရအေးဟဲ့ဘေးတိုင်းဟုတ်ဘယ်မှာသွားလဲဘာပြောလောက်တာမရဟမ်ဟာမင်းဆော်ရီကျိုးမင်းကွာမင်းအောင်မရှိတော့တော့ဟာပြောတော့မရလားကျွန်တော်တခိုးပါတခိုးဟုတ်ကဲ့ဘိုက်ခိုးကျွန်တော်ကြုံရအကုန်ခိုးဟာအဲ့တခိုးမဟုတ်ပဲတခိုးမဟုတ်ဘူးဟာဒုက္ခပဲကွာအဲ့တခိုးမဟုတ်တော့ဝက်ခေါ်တော့ဝက်မှန်ပြီလားတော့ဝက်တခိုးဆိုတာကအမှန်တန်ကြီးကြီးမြင့်မြတ်ကာကြီးအကြီးခြံကြီးတွေအကြီးတိုက်ကြီးနဲ့အဲ့ဒါတခိုးတခိုးမင်းကတခိုးရမယ်မင်းလေးတော့ဝက်ဆင်မရှိသေးတယ်ဟုတ်လားဟုတ်ကဲ့ကိုကြီးဟုတ်ပြောမင်းဒီနေ့ဘာခိုးရဘာရပြောကျွန်တော်ဘာမှမရသေးဟမ်ဘာမှမရဟာဘာတဲ့ဒါလည်းမရဟုတ်ကဲ့ဆက်ဒါမရဒါဘယ်လိုသွားမလဲဟမ်ဒီနေ့တော့ဘာမှမရသေးဘူးဇေဦးပေါ့ဟုတ်ကဲ့ပြင်းပြဘာတောက်ကြပါဟုတ်ကဲ့တောက်တယ်ငါဟိုကောလက်ကြချစ်ဟုတ်လက်ကြမပြောလေဟုတ်ကဲ့မြန်လားပူရနော်ဟုတ်ကဲ့ပူဟုတ်အေးချူထားလိုက်ပါဟမ်ပူကကိုကြီးပူလေကွာဝါဒီစမောင်းนี่တနေ့ဟိုလောက်ရှိအော်ကိုကြီးတခိုးပါဆိုမှပုံမှန်ပဲရှိမလဲဟိုရတဲ့အခါရအခုလိုမရတဲ့အခါလဲအများကြီးပေါ့ကိုကြီးမင်းတို့ကလည်းမချင်းသေးပါဘူးကွာဟမ်ကျင်းသေးတဲ့အလုပ်တွေလှုပ်ဆမ်းမှာဟုတ်မလားတောက်လေဟုတ်ကဲ့တောက်မနော်ဘေးကားရတော့လှခိုးတော့မတင်ခိုးစားမယ်စားတခြားလုပ်ပါလားလုံးချင်တော့ဘကိုကြီးဒါမဲ့ဒီအလုပ်ပဲတတ်တာဘူးကိုကြီးဟုတ်ကဲ့3000ပြီဗျာဟာကိုကြီးကျွန်တော်3000ပြီဟာတာလိုက်ကိုကြီးကျေးဇူးတင်လိုက်ဘာပါလဲဒီညကငါနဲ့တူလေးလိုက်ဗျာငါနဲ့တူလေးလိုက်3000ပြီကိုကြီးမုန်းနေတယ်တူတယ်ဟမ်ကိုကြီးမုန်းနေပြီကံမှုပါဘူးပြန်ဘာလို့3000ပြီမယ်ဟိုကိုကြီးရဲစခန်းကိုကျွန်တော်သိတယ်ကျွန်တော်ပိုင်းသွားလိုက်တော့မယ်နော်ဗျာလူဘာဝဟာရည်လဲတောက်သေးတယ်လူဘာဝရဲစခန်းမှာပြဿနာမျိုးတုံးတက်မှာပေါ့ငါတို့ကအထုတ်ကြုံရှင်းရမှာအေးစိတ်နေလားမှာကျွန်တော်ရဲစခန်းမှာသွားလိုက်တော့မယ်ကိုမသွားနဲ့မသွားဟိုလို့တော့ဘာဖြစ်ပါလေဟုတ်ကဲ့3000နဲ့အဆင်မပြေဆိုရင်တူတူပြော3000ကွယ်ပြင်မယ်ဒီညလေးခန်းထားလေးလိုက်
အေးလေဆမ်းပါဟမ်အတွေ့အကြုံတွေအများကြီးရသွားမယ်ဘူးတူတာလည်းအများကြီးရသွားမယ်လေ မနကိုကြီး ဟမ် ကျွန်တော်မရှိလို့ခိုးစားတာအရင်မရပါအဲ့ကိစ္စလုပ်ချင်မှတော့ကျွန်တော်ပဲတခိုးလုံးမလဲကိုကြီး လူကမွားနဲ့ဒီလိုပါသားလေးလူကမွားနဲ့အရေးတဲ့တဲ့ဘာလဲဒီကစီနာနဲ့ပြောတယ်ဆိုတော့ဒီမှာ ဒါက ဒီညအိတ်လိုက်ပါ3000ဝန်းနဲ့ဆိုရင်4000ပေးမယ်ဟမ် ဟာကိုကြီးဟိုကျွန်တော်တခိုးပါကိုကြီးတခိုးအစ်စ်ပါ ဟုတ်တယ်ဒီအဲ့ကြောင့်တနာလို့4000ပေးမယ်လို့ပြောအိတ်လိုက်ပါတိုင်းသားတွေဘာဖြစ်လဲလို့ အမလို့ပါနဲ့ကိုကြီး ဟာ ဟုတ်ကဲ့ကိုကြီးကိုကြီးလည်းကျွန်တော်ကျေးဇူးအများကြီးတကယ်တင်ပါတယ် ဒါပဲ တကယ်ပါကိုကြီးကျွန်တော်ဘဝမှာလေဝီစကီနဲ့ချိနဲ့ခုမှပဲမြည်ဘူးတာပါကိုကြီး ဟမ်ဘာဒီမှာလည်းတော့တော့အားလို့ဘာမှလည်းချီစီ ဒီမှာလေးကိုကြီး ဟာချီစီပေါ်ဘူးလေတခုဆက်ပြရေမနေ့အဝှရှော်တော့မလောက်လို့ပိုင်းထားတယ်ဆိုတော့ဒုက္ခပဲကွာ ဒါကြောင့်ထင်တယ်ကျွန်တော်မြင်းနဲ့ပါဇက်တဲ့မြုပ်နေထွက်လာတယ် ဒီကအိမ်မအိမ်မဟာလို့အမြုပ်ထွက်တဲ့အထိပ်ပဲနဲ့အိမ်မဟာလို့ဟမ်4000 မိုက်တော့ကိုကြီး 4000 ဒါလေးတော့ပြင်ဖန်ကိုရတဲ့ကမှသွားတော့မလေး မသွားပါနဲ့4000ပေးမယ် ကိုကြီးဒီကျွန်တော်အရင်ကနက်ကတော့လောက်ပေါ့တကူခုအဲ့ကျွန်တော်ကိုကြီး အေးလေအေးပါ ကိုကြီးနဲ့မဘူးနော် မေး ကျွန်တော်အဲ့မနာကိုကြီး နာဘလာဒါလေးဟာဒီကောပါဇက်ကလည်းအမြုပ်ထွက်ဖျားလည်းအမြုပ်မထွက်ဟဲ့မဟုတ်ဘူးဒါခုနက4000ပြောမယ်ဆိုတော့မင်းရမယ်ဟမ်ခုမှဆိုတင်းနေတယ်ငါမင်းကို4000ပေးတယ်ဆိုတော့စကားပြောဖို့မရှိတော့ဟိုကောင်ကြိုးစားဟိုကောင်အိတ်သွားရင်တယောက်တည်းဖြစ်မင်းကိုစီးအောင်လားမင်းစီးလို့မရဟဲ့လုံးနဲ့ငါအဲ့လိုမိတ်တာဟဲ့ခွဲလိုက်ငါမလုံးနဲ့ဒုက္ခရတာတော့ရှာဒါပြောဖို့မရှိတော့ဘူးအိတ်ကိုကိုဒီလိုကျိုးနာတာဟာဘာယူကွာဆိုရင်ကိုနေကိုမေးဘူးကိုကတော့ပြေးရတော့ဟာတမျိုးတော့လေတော့好来，来讲你不来我们，这边没有人，没有，没有，哦，威士忌的啥边的威士忌，哈，冇，有个票，有票。ဝီစကီနဲ့ဆက်လာတဲ့ဝီစကီလေမပြောဟာဟဲ့တခုဟာအသားရဲ့အေးဆက်ဒီဟောဒီလိုမရဒီဟောဒီလိုမရဒီဟောဒီလိုဘာလို့မှုပါကြောက်တင်းနေလားမလဲဒီဟောဒီလိုမဖြစ်အစားဖြောက်မယ်
မမြင်လို့ကွာမရလဲ ဟောစင်မြင့်တော့အောင်မရတယ်ဗျာအာ ကဲဖယ်သမား ဟောဟဲ့မချောင်းနဲ့မလုပ်နဲ့ ချောတယ်မလို့မင်းကငါဘာလဲလို့အောင် ဟဲ့ဘာနဲ့မှမလုပ်နဲ့ဗျခင်ဗျာဗျာလူကဒီမှာခေါင်းကိုက်နေရနော်ခင်ဗျာကကိုက်ပြလိုက်မယ် မင်းတယောက်တည်းကြိုက်တယ်လားငါလည်းကြိုက်တာပဲကွာဒီမှာလည်းခေါင်းလေးကြိုက်လို့ကဲဖယ် ဘယ်တော့မလဲ အင်္ဂါသားမလို့ ကျွန်တော်သွားမယ် စောင့်မမင်းသွားလို့မရဘူးလေမင်းသွားရင်အကြာကြီးဘာတွေလုပ်လို့မှမသိဘူးနော် ခင်ဗျားသွားရင်လေအိမ်သားထဲမှာနန်စောနေတာပဲနော်ခင်ဗျားမသွားနဲ့ကျွန်တော်ရင်သွားမယ်ကျွန်တော်ရင်သွားမယ် ဟုတ် နော် ခေါင်းကကြိုက်ကြတယ်မျိုးရေဒီငါဖြိုးဟဲ့ငါဖြိုးအဲ့ဒီရေဒီဘက်ကမသွားနဲ့ငါဖြိုးငါဖြိုးရေဒီသွားထိသေးလား အာအိမ်ထဲရိုက်ထွက်လာတာဘာလို့ရည်ရည်ရှိမှလဲခင်ဗျာလေ မထိနဲ့လုံးဝမထိနဲ့နော် ဟုတ်တယ် မင်းဘူးပါမှာဆိုအမှုပါမှာဆိုလို့ ညရဗျာယူတော့မှုလို့လေဗျာရည်စီကိုထိတာနဲ့အမှုပါဆရာလားဗျ ငါလုံးထားလိုက်စမ်းငါပဲသိတယ်ငါပဲသိတယ်တိုက်ကြည့်လိုက်ပုတ်ကွာမနေပါနဲ့ကွာရုပ်ပြဆင်းပြဖြစ်မနေပါနဲ့ရှာရတဲ့ထွက်တယ်ကာပြမယ်လို့ဒီဟာဟဲ့ ပါလေ ခင်ဗျာခေါ်လာဦးလေဒီတကောခေါ်လာဒီကောင်မလို့ဒီထဲရောက်နေရလေဟဲ့ နေမနေနဲ့ဟုတ်တယ်အတက်မရှိတော့အတက်မရှိတော့ဘူး ဟာအတားမရှိဘူးလား ဟုတ်တယ် ဟာကဟောလို့လား ဟုတ်တယ် ဟာဒီရောဟာကထုတ်ကြည့်ထုတ်ကြည့် ဟုတ်ပြီလား အာမဒီဟာ ဟုတ်တယ်ဈေးလိုက်တာကွာဘောလား ဒီမမလို့ဒီတိုင်ချင်းမလာသေးနေရတယ်ညတော့တောက်နေအကောင်းကြီးပါ ဟုတ်တယ်လေညာတော့ငါတို့တောက်တာအတူတူပဲလေတေးတော့ငါသေးထားပေါက်တော့ဒါကအမျိုးနေလဲထွက်နေတယ်ခေါ်လို့လည်းမရတော့ဘူးအဲ့ဒါနဲ့ငါတေးပြီးဆိုပြီးတော့ဒီမှာလာခါရတာအလောင်းဖြောက်တာဘာ ဘာပြောလဲ အလောင်းဖြောက်တာ ခင်ဗျာအလောင်းပြောအောင်ဒီကောင်ခင်ဗျာတက်တာလား ဟုတ်တယ်ဟာမဟုတ်လေမဟုတ်လေဟိုသူကတေးသွားတော့ငါတို့ကြောက်တရားခဖြစ်မယ်လေ ခင်ဗျာကွန်ပျူတာလေးဘာလို့အလောင်းလို့တော့လေခင်ဗျာအခုမှတည်းခင်ဖြစ်တော့မှာခင်ဗျာလေ မင်းရလဲကွာခွေးလို့ခြေတော့ကြိုးစီအမိုက်ပေါ်သွားပြလို့ရတာမဟုတ်တယ်လူက တေနေရောတေးရလား အော်မင်းရလဲကွာပါစကအမျိုးနေတယ်ထွက်နေတယ်လုံးလုံးလည်းမရအောင်နိုးလို့လည်းမရခေါ်လို့လည်းမရဆိုသိပြီမို့ဟာ သူခင်ဗျာမယုံ ဟမ် သူတို့စမ်းယုံမယ်သူစမ်းယုံ ဆက်ဟိုမဲပါလေဟိုမဲပါဟာတရီယာပြီဟာတရီယာပြီဘာမတဲဘူးဘာမတဲဘူး ဟုတ်ရောဗျာ လူရောက်ပါလောက်ပါကြီးခဏပြောတာငါလူရောက်ပါဟဲ့ငါရောက်ပါမင်းဖေကိုချလို့လားဟုတ်တယ်လေခဏမချလို့ကျုပ်ကိုဒီထဲကိုတောက်ပြီးတော့ထဲရတာလေဟမ်ဟဲ့မင်းပါနေပြောနေတာမင်းပါနေပြောနေငါဘာမလို့မင်းပါနေပြောတာဟုတ်တယ်ညာအိမ်မက်မက်တယ်ဟမ်အိမ်မက်တယ်မှာခဏကျုပ်ကိုဘလက်ကာရပြူတာကျ
ကျောက်ကလက်မခံလို့ဆိုပြီးတော့ကျောက်ကိုပစိုးနဲ့တုတ်ပြီးကြီးတယ်တက်တာလူရောက်မှာဆိုင်ရိုက်လိုက်တာလက်တွေရောက်ပြီးတော့မယ်နော်ရောက်ပါဘူးမင်းရတဲ့ပြောမရောက်ပါဘူးငါရောက်ပါတော့ဘူးခဏနေမနေတော့မရောက်ပါဘူးဟဲ့မင်းကောက်ထဲမလို့နဲ့တခေါ်မလို့ကသူပြင်ထားပေးနေတာဒီနဲ့ထဲတာဖိထားတယ်ပြောတယ်ဖေးမကြပါဘူးစိတ်လည်းမပြေပါဘူးဒီကောင်ဟဲ့မပေါ့ရလေးစပြောနေနော်ဒီမှာငါဖြိုးမင်းဘာဖြစ်နေလဲကျွန်တော်ကြောက်လို့မကြောက်နဲ့ညာဒီကောင်နမူနာပြောနေတာဟုတ်ပါဘူးပေါ့ပေါ့ဒီကောင်ဘာလို့ရှောက်မှမသိဒါပြောတာပဲညာတို့ငါတို့၃ယောက်လေရက်ထိုင်တောက်နေတယ်ဒီလိုပါနောက်ကိုဒီကဘုံကျဲတာနဲ့တူတယ်တဲ့မျိုးပါလေအပေါင်းကြီးအပေါင်းကတာကျွေးရအတူပါလေရဟုတ်ပါပြီလေအငွေထွက်နေတယ်အေးအဲ့ဘာဖြစ်လဲအဲ့ဒီမသိဘူးကျွန်တော်ကြည့်မယ်တိုင်းမယ်လေမသွားမယ်လေမသွားနဲ့တော့လို့သွားမယ်ကျွန်တော်တိုင်းမယ်တော့လည်းမထားခဲ့နဲ့လေကျိုးလိုက်မယ်ကျိုးသားတွေများချီးပါချာလိုက်မယ်လို့ဘာလို့ပလင်းလေးဟာကျွန်တော်ရေမွေးမလေးဖြစ်နေပြီလားဟာမင်းကလည်းမဖြစ်နိုင်အဖေပြန်မိုးတဲ့အရက်ပလေးပြစ်ချလိုက်တာဖြစ်ရက်ပလေးဟာဘူးလေဟာမင်းအဖိုးလေးရှောက်ပြောနေတယ်ဘူးလေဟုတ်တယ်သူပြောရမှာလားပြောရမယ်ညင်မမရှိရက်ပလေးဆိုဖြစ်ကြည့်ရတော့ရက်ပလင်းပုံတာဟာကျွန်တော်ဖွင့်ကြည့်လိုက်သိတာတော့ဟုတ်တည်ရတယ်ဗောဗျာအရင်နဲ့ရတယ်အရင်နဲ့အဲ့လိုပြပြဟမ်ချမ်းရတယ်အတော်ပဲဟေ့အရင်မတော့လေဒီဘာမှမသိဘူးရတယ်ဟာကောင်းလိုက်ပါဗျာဘဝမှာတလောက်ကောင်းတဲ့အရင်တခါမှမတော့ဘူးဒီလိုကောင်းတဲ့အရင်ပဲတောင်းရလို့ကတော့ဘာပဲဖြစ်ဖြစ်ဗျာရုံးပါရာဟင်မင်းကောက်ဒီရုံးပါဟေးမေးစားဒါတော့ဝိပါမင်းကိုရုံးပါငါပြုတ်တော်ကောင်းတယ်ဟာတော်ကောင်းတယ်အဲ့ဒီအရက်လေးနေရင်းတော့ငါတောက်ရတော့ငါ့ဘွားဖြစ်ချင်မှဖြစ်ကွာဟာဒီမှာကြီးဘာဒီမှာလဲကျွန်တော်လည်းချလိုက်တော့မယ်အေးချဖြစ်ချင်ရဖြစ်ဗျာဩတောက်မယ်တောက်စမ်းမဟာခင်ဗျားတို့ရက်ရတယ်ဗျာတောက်လို့တော့ကောင်းပါဒါပေမဲ့အားမမစုဘူးဗျာခင်ဗျားလည်းဘောကကြက်မဲ့ကြတော့လေဗျာပလင်းကြီးကြပါလားဗျာ